AI ဆိုတာဘာလဲ21ရာစုမှာ AI ဆိုတာလူကြီးရောလူငယ်တွေကြားမှာအရန်ကိုခက်စားလာခဲ့ပြီးတော့မစိမ့်တော့တဲ့အခေါ်အဝေါ်တစ်ခုဖြစ်လာခဲ့ပါပြီဒီတော့ကျွန်တော်တို့ဒီနေ့မှာ AI တွေနောက်ွယ်မှာဘလို့အလုပ်လုပ်နေလဲဘယ်လောက်ထိအချိန်ယူပြီးပြင်ဆင်ခဲ့ရလဲဆိုတာတွေကိုဒီဗီဒီယိုလေးမှာအတူတူလေ့လာကြမယ်ကျွန်တော်တို့ online မှာကလစ်တစ်ချက်နှိပ်တိုင်းစကားပြောလိုက်တိုင်းမြင်လိုက်တဲ့အရာတွေတိုင်းကိုတစုံတစ်ယောက်သို့မဟုတ်တစုံတစ်ခုကကြည့်နေပါတယ်အဲ့ဒါကလူတွေဖန်တီးထားတဲ့ artificial intelligence လို့ခေါ်တဲ့ AI ဖြစ်ပါတယ် AI တွေကလူတွေလိုမျိုးမစင်စားနိုင်ဘူးဒါပေမဲ့လေ့လာသင်ယူနိုင်တယ်ဘယ်လိုမျိုးလဲဆိုရင်အခုမှတိတက်ဆအရွယ်ကလေးတစ်ယောက်ကိုခွေးပုံကြောင်ပုံတွေမီလီယံနဲ့ချီပြီးပြရတယ်ဆိုပါစို့ကြည်တာများလေလေသူတို့ကတူညီတဲ့အချက်တွေကိုတတိထားမိလာပြီးတော့ဒါကခွေးဒါကကြောင်ဆိုပြီးတော့သိလာတယ် AI တွေမှာလည်းအဲ့လိုသဘောတရားပဲလူတွေကလေ့ကျင့်ပေးတယ်အဲ့လိုအစိပ်ပိုင်းအသေးမွှားလေးတွေကို data တွေထဲမှာတင်ထားပြီးတော့ neural network တစ်ခုဖြစ်လာတယ်ဥပမာ AI model တွေကို train နေတဲ့အချိန်မှာတောင်ထိပ်မှာနေဝင်နေတဲ့ပုံခွေးလေးတစ်ကောင်မိုးရေထဲမှာလမ်းလျှောက်နေပုံမိန်းကလေးတစ်ယောက်ပြုံးနေပုံအစရှိသဖြင့်ပုံနဲ့စာနဲ့တွဲပြီးတော့ပြတယ်အဲ့ဒီချိန်ကျ AI တွေကစကားလုံးတွေနဲ့ pixel တွေကိုတွဲပြီးတော့မှတ်မိလာတယ်ပေါ့နော်ဒါပေမဲ့ AI တွေကပြတဲ့ပုံတွေကိုမှတ်မိတာမျိုးမဟုတ်ဘဲနဲ့ဒီ shape တွေအယောင်တွေအဓိပ္ပာယ်တွေရဲ့ဆက်ဆက်မှုတွေကိုပဲနားလည်လာတာဖြစ်တယ်ကျွန်တော်က AI website တစ်ခုမှာလကဘာပေါ်မှာမြင်းစည်းနေတဲ့ပုံဆိုတဲ့ prompt ကိုရိုက်လိုက်ရင် AI ကအင်တာနက်မှာရှိနေပြီးသားဖြစ်တဲ့ပုံကိုထုတ်ပေးတာမျိုးမဟုတ်ဘူးအဲ့ဒီအစားကျွန်တော်တို့ငယ်ငယ်က TV တွေထဲကလိုမျိုးဘာမှမရှိတဲ့ noise screen တစ်ခုကနေစပြီးတော့ပုံဖော်ပါတယ်ပြီးတော့မှ diffusion process လို့ခေါ်တဲ့နည်းလမ်းကိုသုံးပြီးတော့ noise တွေကိုတဖြည်းဖြည်း layer တစ်ခုချင်းတည်းကျွန်တော်ရဲ့ prompt မရမချင်းဖယ်ထုတ်လိုက်ပါတယ် AI တွေရဲ့အုံနောက်ထဲမှာ artificial neurons layer တွေကတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားပြီးတော့တစ်ခုက shape ကိုရှာတယ်တစ်ခုကအယောင်တွေကိုရှာတယ်တစ်ခုကမျက်လုံးနဲ့လှုပ်ရှားမှုကိုရှာတယ်အဲ့လိုတစ်ခုပြီးတစ်ခုဆက်ပြီးတော့အထဲမှာ network ကြီးကအကြီးဖြစ်လာတယ်အဲ့လိုကြီးတာလေလှုပ်ဝက်ချက်တွေကပိုများလေဖြစ်ပြီးတော့ AI ရဲ့တချို့ဆုံးဖြတ်ချက်တွေကိုပညာရှင်တွေတောင်မရှင်းပြနိုင်တဲ့အထိဖြစ်လာတယ်အဲ့ဒီပြဿနာကို the black box problem လို့ခေါ်ပြီးတော့ပရိသတ်တို့စိတ်ဝင်စားရင်အသေးစိတ်ကိုအင်တာနက်မှာရှာကြည့်လို့ရပါတယ်ခင်ဗျအခုချိန်မှာ AI တွေကရိုးရိုး tools မဟုတ်တော့ပါဘူးကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေးခေါ်မှုအိမ်မက်တွေတဲကပုံရိပ်တွေကိုဖန်တီးပေးနိုင်တဲ့ tool အဖြစ်မြန်မြန်ဆန်ဆန်ပဲနေရာယူလာပါပြီဒါပေမဲ့နောက်ဆုံးမှာအရေးကြီးတဲ့မေးခွန်းတစ်ခုရှိပါတယ် AI တွေကဘာတွေကိုဘဒုစီကနေတင်ယူမှာလဲဘာလို့လဲဆိုတော့ AI ကနေထွက်လာတဲ့ data မှန်သမျှကကျွန်တော်တို့လူသားတွေစီကနေပဲအခြေခံထားတာပါအဲ့တော့ AI တွေကိုမကောင်းတဲ့နေရာတွေမှာအသုံးချဖို့လုပ်လာခဲ့မယ်ဆိုရင်ဥပမာစစ်ပွဲတွေမှာပေါ့ဗျာအဲ့လိုနေရာတွေရောက်သွားရင်တော့ AI ကအန်တရဲ့အရန်ကိုကြီးနိုင်ပြီးတော့လုံးဝထိန်းချုပ်နိုင်စွမ်းမရှိတော့တာမျိုးတွေဖြစ်လာနိုင်ပါတယ်အဲ့ဒါကြောင့် AI ရဲ့အနာဂတ်ကကျွန်တော်တို့လူသားတွေရဲ့ဆုံးဖြတ်ချက်နဲ့လူသဘာဝအပေါ်မှာဓာတ်ရိုက်အချိုးကျနေပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုကြိုက်နှစ်တက်တယ်ဆိုလို့ရှိရင် channel လေးကို subscribe လုပ်ပေးထားကြပါဦးနောက်ပတ်တွေမှာလည်းဒီထက်ပိုကောင်းတဲ့ season တွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်ကြည့်ကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ